ထောင်တစ်ခုလုံးရုံရင်းဆန်ကတ်ဖြစ်သွားခဲ့ပြီးဆာရာကအကျဉ်းသားတွေဝင်လာပြီးစေဝါတွေမခိုးယူနိုင်အောင်စေကန်ထဲမှာအထဲကနေတော့ပိတ်ထားခဲ့ပါတယ်။အီလီနွိုပြည်နယ်အုပ်ချုပ်ရေးမှူးလည်းဖြစ်တဲ့ဆာရာရဲ့ဖခင်ကဝါဒန်းစီဖုန်းဆက်ခဲ့ပြီးထောင်တွင်းပိတ်ဆို့မှုဖြစ်နေတာလူထုသိသွားခဲ့ပြီဖြစ်လို့သူ့သမီးကိုအန်ဒီရဲ့ကင်းအောင်ကယ်ထုတ်ဖို့အမိန့်ပေးခဲ့ပါတယ်။အခန်းတွင်းရှောက်လန့်မှာဘက်ကွဲကအဆောင်တယောက်ကိုသွေးထွက်တန်ယိုဖြစ်အောင်ရိုက်နှက်ခဲ့ပြီးအဲ့ဒီအဆောင်ကိုအခန်းတစ်ခုတည်းတွန်းထည့်လိုက်ရာမိုက်ကယ်ရဲ့အခန်းဖြစ်နေခဲ့ကဘေးစင်နောက်ကနယံအပေါက်ကိုတွေ့သွားပြီးသူတို့ထောင်ဖောက်ဖို့လုပ်နေတာကိုသိသွားခဲ့ပါတယ်။အဘရူစီကသူ့ကိုဖမ်းချုပ်ခဲ့ပြီးပါဇက်ပိတ်ထားဖို့နဲ့သူ့အတွက်ဒီအခွင့်အရေးကိုလာမဖြတ်စည်းဖို့ပြောခဲ့ပါတယ်။မိုက်ကယ်ပြန်တွားဝင်လာခဲ့တဲ့အခါသူ့အခန်းထဲမှာအေဘရူဂျီဘက်ကွဲနဲ့အဲ့ဒီထောင်ဆောင်တို့ကိုတွေ့လိုက်ရပြီးထောင်ဆောင်ကဘသူ့ကိုမှမပြောပါဘူးလို့ကတိပေးခဲ့ပေမဲ့တခြားသူတွေကသူ့စကားကိုမယုံကြည်နိုင်ခဲ့ကြပါဘူးဘက်ကွဲကမိုက်ကယ်ကိုသူ့ကိုဒီထွက်ပြေးမဲ့အစီအစဉ်နဲ့ထည့်မပေးရင်ဒီလျှို့ဝှက်ချက်ကိုအားလုံးကိုဖွင့်ပြောပြစ်မယ်လို့ချိန်ချောက်ခဲ့ပါတယ်ဒီအပိုင်းဟာမိုက်ကယ်ကဆာရာအန်ဒီရဲ့ရှိနေနိုင်တယ်ဆိုတာရိပ်မိသွားခဲ့ပြီးသူမကိုကယ်တင်ဖို့အပေါက်ထဲကနေတွားသွားခဲ့တာနဲ့အဆုံးသတ်သွားခဲ့ပါတယ်မိုက်ကယ်ဟာပိုက်လိုင်းစနစ်တွေထဲကနေတဆင့်ခိုးထွက်ခဲ့ပြီးနောက်လေဝင်လေထွက်စနစ်ထဲတွားသွားဖို့အမိုးပေါ်ကိုရောက်သွားခဲ့ကနောက်ဆုံးမှာစေကန်းအပေါ်တဲတဲကိုရောက်ရှိသွားခဲ့ပြီးအခြားအကျဉ်းသားတွေရဲ့တိုက်ခိုက်ခြင်းမခံရမီဆာရာကိုအပေါ်ဆွဲတင်ပြီးဘေးကင်းရာသို့ကယ်ထုတ်ခဲ့ပါတယ်အဒီကယုံအတွင်းမှာလင်ကန်ဟာထောင်ထဲမှာတပ်ပစ်ဖို့ကယ်လမန်ငွေပေးထားခဲ့တဲ့အကျဉ်းသားတချို့ရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရပေမဲ့လင်ကန်ကတိုက်ခိုက်မှုမှာအနိုင်ရခဲ့ပြီးအဲ့ဒီအကျဉ်းသားတွေကိုနှိမ်နင်းခဲ့ပါတယ်သူတို့ထဲကတယောက်ကထွက်ပြေးသွားခဲ့ပြီးနောက်တစ်ယောက်ကတော့လင်ကန်ကသူ့ကိုတတ်ဖို့ဘယ်သူငွေပေးခိုင်းတာလဲလို့မမေးနိုင်ပြီးတိတ်ဆုံးသွားခဲ့ပါတယ်ပိုက်လိုင်းနေရှိတဲ့နေရာမှာတော့ဆူကရယ်ကမိုက်ကယ်ဖယ်ရှားပစ်ဖို့လိုတယ်လို့ပြောထားခဲ့တဲ့နယံကိုဖောက်ထွင်းဖို့ဝိုင်ပလင်းဖော့ဆိုဖွင့်တဲ့ကိရိယာကိုတုံပြီးဆက်လက်ကြိုးစားခဲ့ပါတယ်မိုက်ကယ်ကဆာရာကိုလေဝင်လေထွက်စနစ်ကနေတဆင့်ဥဆောင်ခေါ်ထုတ်သွားခဲ့ပြီးအပူချိန်ကြောင့်တခြားအကျဉ်းသားတွေဒေါသထွက်ပြီးဒီအဓိကယုံစတင်ဖြစ်ပွားခဲ့ပုံကိုပြောပြခဲ့ပါတယ်သူမကမိုက်ကယ်ကိုလေဝင်လေထွက်ပိုက်လိုင်းထဲဘာကြောင့်ရောက်နေတာလဲလို့မေးခဲ့တဲ့အခါမိုက်ကယ်ကသူမအခက်အခဲတွေ့နေမယ်ဆိုတာသိလို့ဖြစ်ခဲ့ပြီးသူမကိုသဘောကျခဲ့တာကြောင့်ဘာမကောင်းတာမှမဖြစ်စေချင်လို့ပါလို့ပြန်ပြောခဲ့ပါတယ်အဲ့ဒီနောက်ပြည်နယ်အုပ်ချုပ်ရေးမှူးရောက်လာခဲ့ပြီးဝါဒန်ကဒါဟာစီးမြင့်မဟုတ်ဘူးလို့ပြောခဲ့ပေမဲ့သူ့သမီးကိုချက်ချင်းအထဲဝင်ခဲ့ဖို့အမိန့်ပေးခဲ့ပါတယ်ဘယ်လစ်ကအုပ်ချုပ်ရေးမှူးဘက်ကရက်တီခဲ့ပြီးဒီလိုရင်ခုန်လှုပ်ရှားရတာမျိုးကိုသဘောကျခဲ့တာကြောင့်အထဲကိုဝင်သွားခြင်းနေခဲ့ပါတယ်ဆူကရင်နဲ့အဘရူဂျီတို့ဟာနယံကိုချိုးဖျက်နိုင်ခဲ့ကြပြီးမိုက်ကယ်ကဆာရာကိုထွက်ပေါက်စီဘေးကင်းစွာလမ်းပြခေါ်ဆောင်သွားခဲ့ကသူမအပြင်ကိုလွတ်မြောက်သွားခဲ့ပါတယ်သူမကိုအုပ်ချုပ်ရေးမှုစီအရောက်ပို့ခဲ့ပြီးနောက်ဝါဒန်ကဘယ်လစ်ကိုသူ့ဩဇာအာဏာကိုနောက်တစ်ခါဘယ်တော့မှမကြော်လွန်ဖို့နဲ့မဟုတ်ရင်နောင်တရသွားမယ်လို့သတိပေးခဲ့ပါတယ်လူတိုင်းမိုက်ကယ်ရဲ့အခန်းစီပြန်ရောက်ခဲ့တဲ့အခါဘက်ကွဲကထောင်ဆောင်ကိုထောင်ဖောက်မဲ့အကြောင်းဘသူ့ကိုမှမပြောနိုင်စေဖို့ဓာတ်နဲ့ထိုးတက်ခဲ့တာကြောင့်မိုက်ကယ်အကြီးကျယ်ဒေါသထွက်ခဲ့ပြီးအဲ့ဒီထောင်ဆောင်တေဆုံးမှုအတွက်သူ့မှာတာဝန်ရှိတယ်လို့ခံစားခဲ့ရပါတယ်ဒီအပိုင်းဟာဆာရာကမိုက်ကယ်ဟာလေဝင်လေထွက်စနစ်ကိုဘာကြောင့်ဒီလောက်တောင်ကောင်းကောင်းသိနေရတာလဲလို့တွေးတော့ရင်သူထောင်ဖောက်ဖို့အစီအစဉ်များရှိနေသလားဆိုတာတန်တရားဝင်သွားခဲ့တဲ့မြင်ကွင်းနဲ့အဆုံးသတ်သွားခဲ့ပါတယ်လင်ကန်ကိုကွပ်မျက်ဖို့18ရက်တာလိုတော့ပြီးမိုက်ကယ်ကအဘရူဂျီဆူကရယ်တို့နဲ့အတူထောင်ဖောက်မဲ့အစီအစဉ်ကိုပြန်လည်သုံးသပ်ခဲ့ပေမဲ့ဆေးကန်းစီဥတီသွားတဲ့မေလာပိုက်ဟောင်းတစ်ခုစီရောက်ဖို့လိုအပ်မယ်လို့ပြောခဲ့ပါတယ်မိုက်ကယ်ကအဘရူစီအနေနဲ့သူ့ရဲ့ PI အာနာကိုတုံးပြီးအောက်မှာမေလပိုက်တဲ့ရှိနေတဲ့အပြင်ဘက်ပစ္စည်းတူလောင်ကန်ဟောင်းကိုပြုပြင်ဖို့အဆိုပြုတင်တယ်လို့ပြောခဲ့ပါတယ်ဘက်ကွဲကသူတို့စီလျှောက်လာခဲ့ပြီးသူတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေသူပါဝင်မယ်လို့ပြောခဲ့တဲ့အခါမိုက်ကယ်ကပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့တီပတ်ဟာသွေးလူသက်သမားဖြစ်ခဲ့ပြီးအပြင်ရောက်ရင်လူထက်တက်အောင်မှာဖြစ်လို့ပါအဘရူစီကလည်းဘက်ကွဲပါဝင်တာကိုစန့်ကျင်ခဲ့ပြီးမိုက်ကယ်ကသူ့ကိုအစီအစဉ်ထဲကနေဖယ်ထုတ်ဖို့နီလန်းရှာနေခဲ့တယ်လို့ပြောခဲ့ပါတယ်။အဲဒီနောက်မိုက်ကယ်က Westmoreland စီချင်းကပ်ခဲ့ပြီးချားလ်ဟာနာမည်ကျော်လေရင်ဓာပြ DB ကူပါအစ်စ်ဖြစ်တယ်လို့သူယုံကြည်ခဲ့ကြောင်းပြောရာ Westmoreland ကညင်းဆိုခဲ့ပေမဲ့မိုက်ကယ်ကတော့သူလိန်နေတယ်လို့ထင်ခဲ့ပါတယ်။မိုက်ကယ်ကချားစ်ကိုပတ်စံနေဗမာလဲဆိုတာပြောပြရင်သူတို့ရဲ့ထောင်ဖောက်မှုမှာတနေရာပေးမယ်လို့ကန့်လန့်ခဲ့ပေမဲ့ချားစ်ကသူဟာ DB ကူပါမဟုတ်တယ်လို့ပတ်စံလည်းမရှိဘူးလို့ပြောခဲ့ပါတယ်မိုက်ကယ်ကအင်ဆူလင်ထိုးဖို့စေကန်းသွားခဲ့တဲ့အခါဆာရာကလေဝင်လေထွက်ပိုက်ထဲတကယ်ဘာလို့ရောက်နေတာလဲလို့မေးခဲ့ရာမိုက်ကယ်ကအကြောင်းရင်းကိုပြောပြပြီးဖြစ်ကြောင်းပြောပြီးထွက်သွားခဲ့ပါတယ်ချားစ်ရဲ့အခန်းထဲကိုဘဲလစ်ဝင်လာခဲ့ပြီးထောင်ပိတ်ဆို့ထားစဉ်အတွင်းအသက်ခံလိုက်ရတဲ့ထောင်ဆောင်ပေါက်ကိုဘသူတက်တာလဲဆိုတာပြောပြဖို့အမိန့်ပေးခဲ့ပါတယ်။ဒါပေမဲ့ချားစ်ကအသက်ရှင်ခြင်းရင်တခြားအကျဉ်းသားတွေကိုတည်မပေးရဘူးဆိုတာသိတဲ့နယ်လို့ပြောခဲ့ပါတယ်။ဘဲလစ်ကမင်းအမားကြီးမှားနေပြီလို့ပြောခဲ့ပြီးထွက်သွားရင်သူ့ကြောင့်လေးကိုပုတ်တက်သွားခဲ့ပါတယ်။အဲ့ဒီနေ့နေခင်းပိုင်းထမင်းစားဆောင်ကနေအခန်းစီပြန်ရောက်ခဲ့တဲ့အခါချားစ်ဟာသူ့ကြောင့်တည်နေတာကိုတွေ့လိုက်ရပြီးဘဲလစ်တက်လိုက်တာမှန်သိသွားခဲ့ပါတယ်။ချားစ်ဟာအပြင်ဘက်ပစ္စည်းတူလောင်ခန်းစီသွားခဲ့ပြီးမီးရှို့ခဲ့ပါတယ်။ဒါဟာ PI အဖွဲ့ကတူလောင်ခန်းဟောင်းကိုဝင်ရောက်ပြုပြင်ခွင့်ရစေဖို့မိုက်ကယ်ကသူ့ကိုစတင်ရှို့ခိုင်းထားခဲ့တာဖြစ်ပါတယ်။ဘဲလစ်ကသူ့ကြောင့်ကိုတက်လိုက်ပြီးနောက်ချားလာထောင်ဖောက်မဲ့တဲ့ပါဝင်တော့မဲ့ပုံပေါ်ခဲ့ပြီးအခုဆိုရင် PI အဖွဲ့ဟာတူလောင်ခန်းထဲမှာအချိန်ကြာကြီးနေဖို့အကြောင်းပြချက်ရသွားခဲ့ပါပြီ။ဒါပေမဲ့သူတို့သတင်းမပေါက်ကြားစေဖို့ဘက်ကွဲကိုလည်း PI အဖွဲ့တဲ့နေရာတစ်ခုပေးလိုက်ရခဲ့ပါတယ်။အဆောက်အုံငယ်လေးထဲမှာသူတို့ဟာပိုက်စီရောက်ဖို့အပေါက်တူးရန်ကွန်ကရစ်ကိုတူကြီးနဲ့စတင်ထုခွဲခဲ့ကြပါတယ်ဒီအပိုင်းဟာ LJ ကကယ်လာမန်နဲ့ Dave တို့ကသူ့မိဘတွေကိုတတ်ခဲ့ပြီးသူ့ကိုအပြစ်လွှဲချလိုက်တာကြောင့်ထွက်ပြေးနေခဲ့ရတာနဲ့ပြီးဆုံးသွားခဲ့ပါတယ်
ဒုသမ္မတဟာအရာအလုံးပြီးဆုံးသွားပြီးလင်ကန်ကိုထောင်ချောက်ဆင်ခဲ့တာကနေလွတ်မြောက်နိုင်ဖို့အတွက်လင်ကန်ဘာရိုစ်ရဲ့ဆွေမျိုးမိသားစုဝင်အားလုံးကိုအသေးတက်ပစ်ချင်နေခဲ့တာဖြစ်ပါတယ်။သူ့ကိုဒီလောက်ထိထောင်ချောက်ဆင်နေရတဲ့အကြောင်းရင်းကိုတော့အခုထိမသိရသေးပါဘူး။ PI အဖွဲ့ဟာစတင်တူးဆွားခဲ့ကြပြီးကွန်ကရစ်အပိုင်းစားတွေကို Shawshank Redemption ရုပ်ရှင်တွေကလိုအပြင်ဘက်ကိုတယောက်စီလွှင့်ပစ်ခဲ့ကြပေမဲ့စီနို့ကသူတို့ဘာလုပ်နေလဲဆိုတာကိုတန်တရားဝင်လာခဲ့ပါတယ်။ Bellic ကအဘရူဇီနဲ့စကားပြောခဲ့ပြီးအဘရူဇီဟာ PI အဖွဲ့ကိုဦးစီးခွင့်ရဖို့ Bellic ကိုလာထိုးနေခဲ့တာဖြစ်ပေမဲ့ဒီလအတွက်ပေးရမယ့်ငွေမရောက်သေးတာကြောင့်အမြန်ဆုံးရှင်းပေးဖို့နဲ့မဟုတ်ရင် PI အခွင့်အရေးတွေဆုံးရှုံးမယ်လို့ Bellic ကသတိပေးခဲ့ပါတယ်။အဘရူဇီကမာဖီးယားကိုင်းချုပ် Falcone စီဖုန်းခေါ်ဖို့ကြိုးစားခဲ့ပေမဲ့ဖုန်းမကင်ခဲ့ပါဘူး။သူ့ရှေ့နေရောက်လာခဲ့ပြီးစကားပြောတဲ့အခါရှေ့နေက Fibonacci ပုံနေတဲ့နေရာကိုမပေးရင် Falcone ကသူ့အတွက်ငွေထုတ်ပေးတော့မှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။ ထွီနာလို့အမည်ရတဲ့အကျဉ်းသားအသစ်တစ်ယောက် Fox River ကိုရောက်လာခဲ့ပြီးဘက်ဝေါကသူ့ကိုချက်ချင်းမျက်စိကျသွားခဲ့ပေမဲ့ထွီနာကတော့အဲ့ဒီလိုလူမျိုးမဟုတ်ခဲ့ပါဘူး။လင်ကန်က LJC လျှို့ဝှက်ဖုန်းနဲ့ဆက်သွယ်ခဲ့ပြီး LJ ကသူ့အမေနဲ့ပထွေးကိုသူမတက်ခဲ့ပါဘူးလို့ကြိမ်ပြောခဲ့ရာလင်ကန်ကလည်းသူမတက်ခဲ့ဘူးဆိုတာသိနေခဲ့ပါတယ်။ဒါဟာသူ့ကိုထောင်ချောက်ဆင်ခဲ့တဲ့လူတွေရဲ့လက်ချက်ပဲဖြစ်ခဲ့ပါတယ်။သူတို့ဘာကြောင့်ဒီလိုလုပ်နေကြတာလဲလို့ LJ ကမေးခဲ့ပေမဲ့လင်ကန်စီမှာအဖြေမရှိသေးပါဘူး။အဲ့ဒီအချိန်မှာပဲကယ်လမန်နဲ့ဒေးဗစ်တို့ရောက်လာခဲ့ပြီး LJ နောက်ကိုစတင်လိုက်လံဖမ်းဆီးခဲ့ပေမဲ့ကံကောင်းထောက်မစွာနဲ့သူထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့ပါတယ်။ဆာရာကမိုက်ကယ်အကြောင်းပို့ပြီးစတင်စုံစမ်းလာခဲ့ကမိုက်ကယ်ရဲ့စိတ်ကူးတုံးဆရာဟောင်းစီအထိတွားရောက်မေးမြန်းခဲ့ပြီးမိုက်ကယ်ဟာပါရမီရှင်တယောက်ထက်မလျော်ကြောင်းနဲ့တခုခုဖြစ်လာခဲ့ပြီဆိုရင်ဒါဟာမိုက်ကယ်ဖြစ်စေခြင်းလို့ဖြစ်လာခဲ့တာသာဖြစ်ကြောင်းသိရှိသွားခဲ့ပါတယ်။ LJ ကဗေရိုနီကာစီဖုန်းဆက်ခဲ့ပြီးသူမကတွားရမယ့်နေရာကိုပြောပြခဲ့ကဖြစ်ပျက်နေတာတွေကိုရှင်းထုတ်နိုင်ဖို့သူမနဲ့ Nick တို့အဲ့ဒီနေရာမှာတွေ့ဆုံကြမှာဖြစ်ပါတယ်။ဒီအပိုင်းဟာ Abruzi အချိန်မီငွေမချေနိုင်ခဲ့တာကြောင့် PI အဖွဲ့ကိုဦးစီးခွင့်ဆုံးရှုံးသွားခဲ့ပြီး PI အဖွဲ့အသစ်တစ်ခုကလာရောက်လွှဲပြောင်းယူတော့မယ်လို့ Bellic ကပြောလိုက်တာနဲ့ပြီးဆုံးသွားခဲ့ပါတယ်။ PI အဖွဲ့အသစ်ကသူတို့တူနေတဲ့အပေါက်ကိုတွေ့သွားတော့မယ်ဆိုတာအဘရူဇီသိနေခဲ့ပြီးသူတို့ကိုအမြန်ဆုံးဖယ်ရှားပစ်မဲ့နီလန်ရှာရပါတော့မယ်။အဘရူဇီက Falcone ကိုပြောပြနိုင်ဖို့ Fibonacci ဘယ်မှာလဲဆိုတာပြောပြဖို့မိုက်ကယ်ကိုတောင်းပန်ခဲ့ပေမဲ့မိုက်ကယ်ကအချိန်မတန်သေးဘူးလို့ပဲဆိုခဲ့ပါတယ်။ဖျားเจ้าနဲ့မှာလင်ကန်ကမိုက်ကယ်ကိုဘာကြောင့်တီနေရကိုမပြောပြတာလဲလို့မေးခဲ့တဲ့အခါမိုက်ကယ်က Fibonacci ဟာသူတို့လိုပဲအပြစ်မဲ့သူတစ်ယောက်ဖြစ်ခဲ့ပြီးတေတံနဲ့မထိုက်တန်ဘူးလို့ရှင်းပြခဲ့ပါတယ်။မိုက်ကယ်ကသူတို့ထွက်ပြေးပြီးရင်အသင်စီးဖို့လေရင်တစင်းရရှိရေးအတွက် Fibonacci ကိုအကြက်ကင်စရာအခွင့်အရေးတစ်ခုအဖြစ်ခိတ္တအသုံးချနေခဲ့တာသာဖြစ်ပါတယ်။ကယ်လမန်ရဲ့ရုံးခန်းမှာတော့ Dave ကဒီလူတက်မှုတွေနဲ့လျှို့ဝှက်လုပ်ရက်တွေအပေါ်စိတ်ပြောင်းလဲလာခဲ့ပေမဲ့ကယ်လမန်ကဒီလိုစကားမျိုးထပ်မပြောဖို့နဲ့မဟုတ်ရင်တပ်ပြစ်ရလိမ့်မယ်လို့သတိပေးခဲ့ပါတယ်။ Fox River မှာတော့ Michael ကသူ့ကို Falcone နဲ့တွေ့ဆုံပေးဖို့ Abruzzi ကိုပြောခဲ့ပါတယ်။တူလောင်ခန်းထဲကနေတခြားသူတွေအကုန်ထွက်သွားခဲ့ချိန်မှာစီနို့ကခိုးဝင်လာခဲ့ပြီးအပေါက်ကိုတွေ့သွားခဲ့တာကြောင့်မိုက်ကယ်တခုခုလုံနေတယ်ဆိုတဲ့သူ့အထင်မှန်ကန်သွားခဲ့ပါတယ်။သူဟာလည်းဒီထွက်ပြေးမဲ့အစီအစဉ်နဲ့ချင်းချောက်ပြီးပါဝင်လာခဲ့မဲ့နောက်ထပ်လူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ Falcone ဟာမိုက်ကယ်နဲ့တွေ့ဆုံဖို့ထောင်စီရောက်လာခဲ့ပြီး Fibonacci ဘယ်မှာလဲဆိုတာသိချင်နေခဲ့ကမိုက်ကယ်ကတရားရေးဌာနဘက်ကိုဖုန်းအနှဲငယ်ဆက်သွယ်ခဲ့ပြီးနောက်သူ့တီနေရာကိုဘလို့သိခဲ့ရလဲဆိုတာရှင်းပြခဲ့ပါတယ်။မိုက်ကယ်ကဒေါ်လာ2သိန်းတောင်းဆိုခဲ့ပြီး Falcone သဘောတူခဲ့ပြီးနောက်ကနေဒါနိုင်ငံကလိပ်စာကိုပြောပြလိုက်ပေမဲ့ဒီလိုလုပ်လိုက်ရတာသူ့စိတ်ထဲအတော်လေးခံစားခဲ့ရပါတယ်။ကယ်လမန်ရဲ့အမှားကြီးတွေကြောင့်ဗရိုနီကာဒိုနိုဗန်ကိစ္စကိုရှင်းလင်းဖို့ဒုသမ္မတ CIA ကလုတ်ကြံတပ်ဖြတ်သူတယောက်ကိုခေါ်ယူခဲ့ပါတယ်။ Falcone နဲ့သူ့လူတွေကနေဒါကလိပ်စာစီသွားခဲ့တဲ့အခါ Federal Agent တွေနဲ့ရင်ဆိုင်လိုက်ရခဲ့ပြီးဒါဟာမိုက်ကယ်ကအပြင်ကမိတ်ဆွေတယောက်ရဲ့အကူအညီနဲ့ထောင်ချောက်ဆင်လိုက်တာဖြစ်ခဲ့ပါတယ်။ အဘရူဇီကလည်းမိုက်ကယ်နဲ့တဖွဲ့တည်းပါဝင်ပူးပေါင်းထားခဲ့တာဖြစ်ပြီးမိုက်ကယ်ကသူတို့အပြင်ရောက်တာနဲ့ Fibonacci ရဲ့တကယ်လိပ်စာအမှန်ကိုပေးမယ်လို့ကတိပြုခဲ့ပါတယ်။ထောင်ဝင်းထဲမှာစီနို့ကမိုက်ကယ်စီလျှောက်လာခဲ့ပြီးသူတို့စကားပြောစရာတွေအများကြီးရှိတယ်လို့ပြောရင်းကွန်ကရစ်အပျက်စီးတွေကိုတွန်းချပြခဲ့ပါတယ်။အဘရူစီကဘယ်လစ်ကိုငွေပေးနိုင်ခဲ့တာကြောင့် PI အဖွဲ့ကိုပြန်လည်လုတ်ကန်ခွင့်ရရှိခဲ့ပြီးစီနို့လည်းအဖွဲ့ထဲအခုပါဝင်သွားခဲ့ပါပြီ။ဒီအပိုင်းဟာဒုသမ္မတကသမ္မတအဖြစ်ဝင်ရောက်ရှင်ပြိုင်မယ်လို့ကြေညာလိုက်တာနဲ့ပြီးဆုံးသွားခဲ့ပါတယ်။မိုက်ကယ်ကစစ်စစ်ဖို့စေကန်ထဲတွားရောက်ခဲ့ပြီးဆာရာကိုစတင်ပိုးပန်းစကားပြောဆိုခဲ့ရမှာဆာရာဘက်ကလည်းဒါဟာမဖြစ်သင့်ဘူးဆိုတာသိနေခဲ့ပေမဲ့တခုခုခံစားနေခဲ့ရတာထင်ရှားခဲ့ပါတယ်။ဒါပေမဲ့မိုက်ကယ်ရဲ့အယောင်ဆောင်ဇနီးကသူ့စီလင်မယားတွေ့ဆုံခွင့်လာရောက်တွေ့ဆုံခဲ့ပြီးသူမဟာပြီးခဲ့တဲ့အပိုင်းမှာ Falcone ကိုထောင်ချောက်ဆင်ဖို့မိုက်ကယ်ကိုကူညီပေးခဲ့သူဖြစ်ခဲ့ပါတယ်။သူတို့တကယ်ချစ်ခဲ့ကြတာမဟုတ်ပေမဲ့သူမမိုက်ကယ်စီကားတစ်စီးယူဆောင်လာပေးပြီးကူညီခဲ့တာဖြစ်ကအပြန်အလှန်အနေနဲ့မိုက်ကယ်နဲ့လက်ထပ်ထားခဲ့တဲ့အတွက် Green Card ရရှိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဆာရာကသူမပြန်မထွက်ခွာမီမိုက်ကယ်နဲ့နှုတ်ဆက်နေတာကိုတွေ့သွားခဲ့ပါတယ်။တောအုပ်ထဲမှာတော့ဒုသမ္မတငှားရမ်းထားခဲ့တဲ့ CIA agent က Veronica LJ နဲ့ Nick တို့ကိုရှာတွေ့သွားခဲ့ပြီးသူတို့ကိုကြိုးတုပ်က Lincoln Burrows အမှုနဲ့ပတ်သက်ပြီးသူမစုံစမ်းသိရှိထားသမျှအကုန်ပြောပြဖို့ Veronica ကိုအမိန့်ပေးခဲ့ပါတယ်။ Fox River မှာတော့မိုက်ကယ်ကတွီနာစီချင်းကပ်ခဲ့ပြီးအဆောင်တစ်ယောက်စီကလက်ပတ်နာရီကိုခိုးယူပေးနိုင်ရင် PI အဖွဲ့ထဲနေရာပေးမယ်လို့ကမ်းလှမ်းခဲ့ရာတွီနာကသူဟာသူခိုးကောင်းတစ်ယောက်ဖြစ်ခဲ့တာကြောင့်ပြဿနာမရှိဘူးလို့ပြောခဲ့ပါတယ်။
ဝေါ်ဒန်က Westmoreland နဲ့စကားပြောခဲ့ပြီးသူ့သမီးလေးနေမကောင်းဖြစ်နေခဲ့ကသတင်းပတ်အနှဲငယ်သာနေရတော့မဲ့သတင်းဆိုးကိုပြောပြခဲ့ပြီးပြည်내အစိုးရကသူ့ကိုတွားတွေ့ခွင့်မပြုခဲ့ဘူးလို့ဆိုခဲ့တဲ့အတွက် Charles အရန်စိတ်ထိခိုက်သွားခဲ့ပါတယ်။သူ Michael စီတန်းသွားခဲ့ပြီးအခုတော့ထောင်ဖောက်မဲ့ထဲတေချာပေါက်ပါဝင်တော့မယ်လို့ပြောခဲ့ကသူဟာဒီဘီကူပါဖြစ်ခဲ့ကြောင်းကိုပါဝန်ခံလိုက်ပါတယ်။ Trina ကထောင်ဆောင်စီကလက်ပတ်နာရီကိုခိုးယူခဲ့ပြီး Michael စီပေးလိုက်ရာ Michael ကဒါနဲ့တခုခုလုပ်ဖို့အစီအစဉ်ရှိနေခဲ့ပါတယ်။တော်တွင်တဲ့အိမ်မှာတော့ Veronica ကကြိုးတွေကိုဖြီထွက်နိုင်ခဲ့ပြီးအေဂျင့်ကိုရိုက်နှက်ခဲ့ကကျန်တဲ့နှစ်ယောက်ကိုကြိုးဖြီပေးလိုက်ပါတယ်။သူတို့ထွက်ပြေးခဲ့ကြပြီးအေဂျင့်ကသူတို့နောက်ကိုလိုက်လံဖမ်းဆီးခဲ့ရကနေတွင်းထဲကြီးတစ်ခုတည်းပြုတ်ကျသွားခဲ့ပြီးအကူအညီအမြန်တောင်းခဲ့ပါတယ်။ကလမန်နဲ့ Dave တို့အနေငယ်ကြာမှရောက်လာခဲ့ပြီးသူလည်းဒီအလုပ်ကိုမပြီးမြောက်နိုင်ခဲ့တာကိုလှောင်ပြောင်ခဲ့ကြပါတယ်။ထို့နောက်ကလမန်ကအေဂျင့်ကိုတွင်းအောက်ခြေမှာထားခဲ့ပြီးတိတ်ဆုံးသွားစေရန်တွင်းဝကိုမြေဖို့ပိတ်ပစ်ခဲ့ပါတယ်။ဒီအပိုင်းဟာမိုက်ကယ်ကစေကန်ပတင်းပေါက်ကတန်တိုင်တွေကိုဖြုတ်ပြီးတတိုင်းကိုကြော်တက်ဖို့18မိနစ်သာအချိန်ရတော့မယ်ဖြစ်ကြောင်းလူဦးရေကတယောက်ပိုများနေခဲ့တာကြောင့်အဖွဲတဲကတယောက်ရောက်တော့ကြံခဲ့ရလိမ့်မယ်လို့လင်ကန်ကိုပြောပြခဲ့တာနဲ့အဆုံးသတ်သွားခဲ့ပါတယ်။တယောက်ရောက်ကြံရစ်ခဲ့ရမယ်ဆိုပြီးမိုက်ကယ်နဲ့လင်ကန်တို့ပြောနေခဲ့တာကိုစီနိုကခိုးချသွားခဲ့ပြီးတခြားသူတွေကိုပြောပြခဲ့ရာအားလုံးကဘက်ကွဲကိုကြံရစ်ခဲ့ရမယ်သူအဖြစ်တညီတညွတ်တဲ့သဘောတူလိုက်ကြပါတယ်။ဒီဘက်ဝင်လာခဲ့ပြီးသူတို့တခုခုကြံစီနေမှန်းရိပ်မိသွားခဲ့ပေမဲ့အားလုံးကဘာမှမဟုတ်သလိုဟန်ဆောင်ခဲ့ကြပါတယ်။သူကသူ့ကိုထောင်ပေါက်တဲ့ထဲမထည့်ဖို့ကြိုးစားရင်သူတို့အားလုံးတတိုင်းကိုဘယ်တော့မှကြော်မသွားနိုင်အောင်လုပ်ပစ်မယ်လို့ပြောခဲ့ပါတယ်။ဘယ်လစ်ကမိုက်ကယ်စီလာခဲ့ပြီးသူ့စီလာတွေ့တဲ့အမျိုးသမီးဟာဒီမှာနေထိုင်ခွင့်ရဖို့အတွက်ပဲမိုက်ကယ်နဲ့လက်ထပ်ထားခဲ့တာဖြစ်ကြောင်းသူသိထားခဲ့ပြီးမိုက်ကယ်တခုခုကြံစီနေတာကိုသိလို့ဒါကိုဖော်ထုတ်သွားမယ်လို့ပြောခဲ့ပါတယ်။ထောင်ဝင်စာတွေ့ချိန်မှာစူကရေရဲ့ချစ်သူမာရီခရူရောက်လာခဲ့ပြီးသူမမှာသူ့ရဲ့ရင်သွေးလေးလွယ်ထားခဲ့ရပြီဖြစ်ကြောင်းနဲ့ဟက်တာကလည်းသူမကိုလက်ထပ်ခွင့်တောင်းထားခဲ့ကြောင်းပြောပြခဲ့ပါတယ်။စူကရေကညင်းလိုက်ဖို့နဲ့သူမကြခင်အပြင်ရောက်တော့မှဖြစ်လို့သူတို့အတူတူနေပြီးကလေးကိုအတူတူပြုစုပြောထောင်နိုင်မယ်လို့ပြောခဲ့ပေမဲ့သူမက18လအထိမစောင့်ချင်ခဲ့ပါဘူး။သူကအဲ့ဒီလောက်မကြပါဘူးလို့ပြောခဲ့ပေမဲ့သူမကဘာလို့ရမလဲမသိပဲထွက်သွားခဲ့ပါတယ်။ပြီးခဲ့တဲ့အပိုင်းမှာ CIA အေဂျင့်ရဲ့တနက်ပစ်ခံခဲ့ရပြီးနောက်ခွဲစိတ်ကူးသမှုလိုအပ်နေခဲ့တဲ့ Nick ကို Veronica ကဆေးရုံစီခေါ်ဆောင်သွားခဲ့ပေမဲ့ Dave ကသူတို့နောက်ကိုလိုက်လာခဲ့တာကိုတော့မသိခဲ့ပါဘူး။ဒါပေမဲ့ Dave ဟာသူတို့ကိုတပ်ပစ်ဖို့စိတ်ပြောင်းလဲလာနေခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဒါဟာ Secret Service တဲ့သူဝင်တုန်းကလုပ်ဖို့ရည်ရွယ်ခဲ့တဲ့အရာမျိုးမဟုတ်ခဲ့လို့ပါ။ဘယ်လစ်က Twina ရှေ့မှာအရေးရွှမ်းတဲ့ဘာကာကိုစားပြရင်တွေ့ဆုံခဲ့ပြီး Scofield နဲ့တခြားသူတွေဘာလုပ်နေလဲဆိုတာပြောပြဖို့တောင်းဆိုခဲ့ပေမဲ့ Twina ကသတင်းပေးမလုပ်ချင်ခဲ့ပါဘူး။သူ PI ဖွဲ့တဲ့မဝင်ရသေးပေမဲ့မိုက်ကယ်ကသူ့ကိုနေရာတစ်ခုပေးမယ်လို့ကတိပြုထားခဲ့တာကြောင့်သူစောင့်ဆိုင်နေစေဖြစ်ခဲ့ပါတယ်။ဆေးရုံမှာ Veronica စီ Dave စီကနေဖုန်းဝင်လာခဲ့ပြီး Lincoln Barrows မှာအပြစ်မရှိကြောင်းသက်သေပြနိုင်မဲ့အချက်လက်တွေသူ့စီမှာရှိတာကြောင့်မနှက်ပြန်နေကင်းပိုင်းမှာတွေးဆုံဖို့ပြောခဲ့ပါတယ်။သူဟာတစ်ဖက်ကိုကူးပြောင်းလာခဲ့တာဖြစ်ပါတယ်။ထောင်ထဲမှာတော့ Abruzzi ကတီဘက်ကိုတယောက်တည်းဖမ်းမိသွားခဲ့ပြီးတပ်ပစ်တော့မဲ့အချိန်မှာတီဘက်ကသူ့ကိုအသက်ချမ်းသာပေးရင်ဒီအစီအစဉ်ကနေထွက်သွားပေးမယ်လို့ပြောခဲ့တာကြောင့် Abruzzi ကသဘောတူလက်ခံခဲ့ပါတယ်။ဒါပေမဲ့ Abruzzi လက်ထွက်သွားခဲ့တဲ့အချိန်မှာတီဘက်ကဓမြောင်ကိုဆွဲယူခဲ့ပြီး Abruzzi ရဲ့လယ်ဘင်းကိုလှိဖြတ်ကာတေဆုံးသွားစေရန်ပစ်ထားခဲ့ပါတယ်။ပထမပိုင်းဟာမိုက်ကယ်ကအဲ့ဒီညမှာပဲသူတို့ထွက်ပြေးကြမယ်လို့တခြားသူတွေကိုပြောပြခဲ့ချိန်မှာလင်ကန်ကသူတို့အပေါက်တူးနေတာကိုမိမသွားစေဖို့ထောင်ဆောင်တစ်ယောက်နဲ့ရန်ဖြစ်ခဲ့တယ်ဆိုတာသိလိုက်ရတာနဲ့အဆုံးသတ်သွားခဲ့ပါတယ်။ဒုတိယပိုင်းကတော့ဒီမှာတင်ပြီးဆုံးသွားခဲ့ပါပြီ။နောက်လာမယ့်အပိုင်းတွေနဲ့ပထမရာသီရဲ့ကြန့်ရှိတဲ့အပိုင်းတွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ channel လေးကိုလည်း subscribe လုပ်ပေးထားကြပါအောင်ခင်ဗျာ။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။